ကရင်ပြည်နယ်ဟာမြန်မာနိုင်ငံရဲ့အရှေ့မြောက်ပိုင်းမှာတည်ရှိပြီးတမိုင်းရကိုပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ဒေသတစ်ခုအဖြစ်ရှိခဲ့ပါတယ်1940ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာကရင်ပြည်နယ်ကိုလွတ်လပ်ရေးရပြီးနောက်ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ထည့်သွင်းခဲ့ပါတယ်ဒါပေမဲ့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့လွတ်လပ်မှုအတွက်တောင်းဆိုမှုတွေဆက်လက်ရှိနေခဲ့ပါတယ်1949မှာကရင်မျိုးသားတွေဟာဗမာအစိုးရရဲ့ဗဟိုချုပ်ကိုင်မှုကိုဆန့်ကျင်ပြီးလက်နက်ကင်တော်လှန်ရေးစတင်ခဲ့ပါတယ်ဒီအချိန်မှာကရင်တပ်မတော် KA နဲ့ကရင်မျိုးသားတိုးတက်ရေးပါတီ KNPP တို့ပေါ်ပေါက်လာခဲ့ပါတယ်ဒီအဖွဲ့တွေဟာကရင်လူမျိုးတွေရဲ့အခွင့်အရေးနဲ့ကိုပိုင်အုပ်ချုပ်ခွင့်အတွက်တိုက်ပွဲဝင်ခဲ့တာပါနှစ်ပေါင်းများစွာမြန်မာစစ်တပ်နဲ့ပြည်ပခါတွေဖြစ်ပွားခဲ့ပြီးအပြစ်ခတ်ရက်စဲရေးသဘောတူညီမှုတွေအကြိမ်ကြိမ်ပြည့်ပြည့်ခဲ့ပါတယ်ဆက်ဆံရေးအခြေအနေနှစ်ထောင်ဝန်းကျင်ကာလခုနှစ်တွေမှာမြန်မာစစ်အစိုးရဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပြစ်ခတ်ရက်စဲရေးသဘောတူညီမှုတွေရယူဖို့ကြိုးစားခဲ့ပါတယ်ကရင်ပြည်နယ်မှာလည်း KNPP နဲ့အပြစ်ရဲ့သဘောတူညီမှု2012မှာရခဲ့ပေမဲ့ဒီသဘောတူညီမှုဟာရေရှည်မတည်မြဲခဲ့ပါဘူးတပ်မတော်ကဒေသခံတွေအပေါ်အကြမ်းဖက်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေဆက်လက်ဖြစ်ပေါ်ခဲ့ပြီးယုံကြည်မှုပြိုကွဲသွားခဲ့ပါတယ်ဒါအပြင်ကရင်ပြည်နယ်ထဲမှာအခြားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ကရင်မျိုးသားပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့လိုအဖွဲ့တွေလည်းပေါ်ပေါက်လာခဲ့ပြီးတချို့ကတပ်မတော်နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်ဒီလိုနဲ့ဒေသတွင်အင်အားစုတွေကွဲပြားမှုတွေပိုများလာခဲ့ပါတယ်2021ခုနှစ်စစ်အာဏာသိမ်းမှုနဲ့နောက်ဆက်တွဲ2021ခုနှစ်ဖေဖော်ဝါရီလမှာတပ်မတော်ကအာဏာသိမ်းပြီးနောက်ကရင်ပြည်နယ်မှာလက်နက်ကင်ပဋိပက္ခတွေပြင်းထန်လာခဲ့ပါတယ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပေါ်ပေါက်လာပြီးဒေသခံကရင်လက်နက်ကင်ဖွဲ့တွေနဲ့ပူးပေါင်းခဲ့ပါတယ် KNPP နဲ့ကရင်တပ်မတော်ဟာစစ်ကောင်စီကိုစန့်ကျင်တဲ့အဓိကအင်အားစုတွေကတစ်ခုဖြစ်လာခဲ့ပါတယ်ဒါအပြင်မျိုးသားညီညွတ်ရေးအစိုးရနဲ့လည်းပူးပေါင်းဆောင်ရွက်မှုတွေရှိလာခဲ့ပါတယ်ဒီချိန်မှာကရင်ပြည်နယ်ဟာစစ်ရေးရအဓိကတိုက်ပွဲဖြစ်ရာနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့ဒေသခံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးထောင်နဲ့ချီတဲ့ဒေသခံတွေထွက်ပြေးရှောင်ရှားခဲ့ရပါတယ်ဒီလိုအကြမ်းဖက်မှုတွေကြောင့် KNPP နဲ့အခြားဒေသခံလက်နက်ကိုင်ဖွဲ့တွေဟာပုံမူစုစည်းလာပြီးတိုက်ပွဲဝင်နိုင်စွမ်းလည်းတိုးတက်လာခဲ့ပါတယ်လက်ရှိအခြေအနေ2025ခုနှစ်မတ်လထိရရှိတဲ့အချက်လက်တွေအရကရင်ပြည်နယ်မှာလက်နက်ကင်တပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ် KNPP နဲ့ကရင်တပ်မတော်ဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအခြားတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေဥပမာကချင်လွတ်လပ်ရေးတပ်မတော်နဲ့ကရင်မျိုးသားအစည်းအရုံးတို့နဲ့မဟာမိတ်ဖွဲ့ကစစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်နေပါတယ်တလေးလုံးစစ်စင်ရေးလိုပူးပေါင်းစစ်စင်ရေးတွေကစစ်ကောင်စီကိုနယ်မြေများပြားဆုံးရှုံးစေခဲ့ပြီးကရင်ပြည်နယ်မှာလည်းဒေသခံတိုက်ခိုက်ရေးအဖွဲ့တွေအောင်မြင်မှုတချို့ရရှိခဲ့ပါတယ်ဒေသတွင်းမှာလက်နက်ကင်အဖွဲ့တွေအချင်းချင်းဆက်ဆံရေးကတော့အများအားဖြင့်စစ်ကောင်စီကိုစန့်ကျင်တဲ့ရည်ရွယ်ချက်နဲ့ပူးပေါင်းဆောင်ရွက်နေတာပါဒါပေမဲ့ရေရှည်မှာအုပ်ချုပ်ရေးနဲ့နယ်မြေထိန်းချုပ်မှုဆိုင်ရာသဘောထားကွဲလွဲမှုတွေပေါ်ပေါက်လာနိုင်ခြေရှိနေပါတယ်စစ်ကောင်စီကတော့ဒေသခံတွေကိုဆက်လက်ဖိနှိပ်နေပြီးလူသားချင်းစာနာမှုအကျပ်တဲတွေပိုဆိုးလာနေပါတယ်